တောက်ကြနေမှာတဲ့ဒိန်ကျင်စားပါတဲ့ဒိန်ကျင်ထညနဲ့ဒိန်ကျင်မပြရအောင်တကြားနဲ့ဒိန်ကျင်ပြရမယ်နဲ့ဒိန်ကျင်ဝင်လာတယ်ဒိန်ကျင်စားမယ်ဒိန်ကျင်စားဒိန်ကျင်စားရင်မပြောသေးသေးနဲ့စားကောင်းတယ်နဲ့အတားတော့ခလောက်တလားပြောဒီကတိတ်လေးတွေမပြတ်တာစိတ်ပလာအိဖြစ်ပူကြတာစိတ်ပလာတော့ခဏချက်ပါမှမရှိဘူးပြောနေလည်းမရှိဘူးကနေလည်းမသိဘူးဘယ်ပါမမတွေ့ညင်နေကြဝမ်းနဲ့နေရလည်းမဟုတ်ပြောနေရလည်းမဟုတ်တော့လောကစိတ်ထဲမှာပလာအိပဲတမျိုးပဲ